relationship တစ်ခုမှာခုကိုတန်ဖိုးထားပြီးလိုက်ချောတဲ့သူရှိတာကံကောင်းခြင်းတစ်ခုပါဒါပေမဲ့အဲ့ဒီအပေါ်မှာမာနတွေတင်လိုက်တဲ့အခါထိုးတန်တဲ့အချက်တွေကနာကျင်မှုတွေဖြစ်ကုန်တတ်ပါတယ်ယောက်ျားလေးတွေကစိတ်ရှည်လက်ရှည်နဲ့လာချော့နေတဲ့အချိန်မှာမိန်းကလေးဘက်ကပိုးပြီးစိတ်ကောက်ပြတာမာနတစ်ပြတာမျိုးခဏခဏလုပ်ရင်တစ်ဖက်လူလဲလူသားမလို့ပင်ပန်းနန်းနယ်တက်ပါတယ်အဲ့ဒီလိုပင်ပန်းနွမ်းနယ်သွားတတ်တဲ့အခါဇနီးတွေကအဆင်ပြေအောင်လာခေါ်တဲ့အခါစကားစပြောတဲ့အခါခင်မဖြစ်သူကမသိချင်အောင်ဆောင်းတာအေးတိအေးစစ်လှုပ်ပြတာမျိုးကရင်မထက်ရအကြောင်းကိုပိုးပြီးကြီးသွားစေပါတယ်ရင်ထဲမှာရှိတဲ့အတိုင်းပဲနေကြပါချစ်ရင်ချစ်တယ်လို့ပြောပါစိတ်ဆိုးရင်ဘာကြောင့်ဆိုးတယ်ဆိုတာပုံမှန်နေနေပြောပြပါလာချော့ရင်လက်တစ်ဝက်မှာတင်စီချိုးပြီးလက်ခံလိုက်အပြန်အလှန်စမ်းသပ်မှုတွေမာနတွေကစားပွဲတွေဆော့နေရင်တကယ်လက်တွေ့ဘဝမှာမလိုလားအပ်ပဲလမ်းခွဲလိုက်ရတဲ့အထိနှောင်တမရပါစေနဲ့မနေ့ပြန်ဆိုတာမရေရတာမလို့ဒီနေ့မှာပဲအကောင်းဆုံးချစ်ကြရအောင်